ညာကမောင်အတီမိုးဖွဲလေးကကားမှန်ပေါ်ကိုခတ်မှန်လာရိုက်နေတယ်အမြန်လမ်းမကြီးရဲ့ဘေးပတ်လည်မှာတော့တောအုပ်နဲ့တွေရဲ့ထက်မောင်းသွားတဲ့ကားတစ်စီးတစ်လေးရဲ့မီးရောင်ဖွလေးမရှိတယ်ဇက်လိုက်ထက်တဲ့မင်းခန့်တယောက်သေးကားမောင်းလာတာပါသူကအောင်မြင်ကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဒါပေမဲ့သူ့မျက်လုံးတွေထဲမှာတော့နောင်တနဲ့ပင်မနွမ်းနဲ့မူးတွေပြေနေတယ်ဒီလမ်းမှာတရေချောက်တယ်လို့ပြောကြတယ်သူ့တယောက်သေးရေရွတ်လိုက်မိတယ်တကယ်တော့သူကြောက်နေတာကတရေမဟုတ်ဘူးသူ့အသိကအမားတွေကိုပါလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဒီလမ်းပေါ်မှာပဲသူဟာအလုတ်ကိစ္စကိုပဲအာယုံဆက်ရင်းဘေးမှာထိုင်နေတဲ့ဇနီးတဲ့ရဲစကားတွေကိုလစ်လူရှုခဲ့ဘူးတယ်အဲ့ဒီညာကအငင်းပွားမှုတွေပြီးတော့ဖြစ်သွားခဲ့တဲ့မတော်တဆမှုရုတ်တရက်လမ်းဘေးတနေရာမှာအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတယောက်ရက်နေတာကိုသူမြင်လိုက်တယ်ကာမီရောင်အောက်မှာသူမရဲ့ပုံရိပ်ကဝေဝါးနေပေမဲ့မင်းခန့်ရဲ့ရင်ဘတ်ထဲမှာတော့ဘုံဘုံလဲမတက်တုံခါသွားတယ်မေးလားသူကားကိုထိုးရလိုက်တယ်နှလုံးခုန်တန်းကစက်တန်ထက်တောင်ကျဲနေလာမှရတယ်သူကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာတော့ထူးဆန်းတဲ့အေးစိမ်မှုတစ်ခုကသူ့ကိုလွမ်းခြုံသွားတယ်ဒီနေရာမှာ6လမ်းနေတာကနာဘာဝလားဒါမှမဟုတ်မင်းခန့်ရင်သေးကမပြီးဆုံးသေးတဲ့အားနာမှုနဲ့နောင်တတွေလားမင်းခန့်ကားတကားကိုဖွင့်ပြီးအပြင်ကိုခြေလန်းလိုက်တဲ့အခါမိုးရေဆက်တွေကသူ့မျက်နှာပေါ်ကိုအေးဆက်စွာကျဆင်းလာတယ်လမ်းဘေးမှာရက်နေတဲ့အဖြူရောင်ပုံရိပ်ကတဖြည်းဖြည်းကြည်လင်လာတယ်ဒါပေမဲ့အဲ့ဒါကသူ့ထင်တယ်လို့သူဇနီးမဟုတ်ခဲ့ဘူးအသက်80လောက်ရှိမဲ့အဖွားအိုတယောက်သူမရဲ့မျက်လာမှာတွန့်လိန်နေတဲ့အရေးအကြောင်းတွေနဲ့အတူအလွန်အမြင်ကြောက်လန့်နေတဲ့အရေးအယောင်တွေရှိနေတယ်အဖွားဘာလို့ဒီအချင်းကြီးဒီနေရာမှာတယောက်တည်းရက်နေတာလဲမင်းခန့်ကအံ့ဩတကြီးမေးလိုက်တယ်အဖွားအိုကတုံတုံရင်ရင်နဲ့လမ်းမကြီးရဲ့ဟိုဘက်အချမ်းကမှောင်အတိကျနေတဲ့6ကန်းဘားဘတ်ကိုလက်ညှိုးထိုးပြတယ်အဲ့ဒီမှာငါမြေးလေးကားမောင်းသွားလို့ကဲကြပါအောင်ကွယ်မင်းခန့်တုံ့ဆုပ်သွားတယ်သူ့စိတ်ထဲမှာဝေခွေမရဖြစ်နေမိတယ်ဒါတကယ်ပဲလူလားဒါမှမဟုတ်ငါ့ကိုဆွဲခေါ်သွားမယ်နာပါဝါလားအမြန်လမ်းမှာတရေချောက်ပြီးလူတွေကို6ခန့်တဲ့ခေါ်သွားတဲ့ဆိုတဲ့ပုံပြင်တွေကသူ့ခေါင်းထဲမှာနေရာရောက်လာတယ်သူနောင်းလွယ်ပြီးကားပေါ်ပြန်တက်ဖို့ကြိုးစားလိုက်စင်ပါဝဲအဖွားဦးရဲ့မျက်လုံးထဲကစီးကျလာတဲ့မျက်ရည်တွေကိုမြင်လိုက်တယ်အဲ့ဒီမျက်ရည်တွေကအတုအယောင်မဟုတ်ဘူးအဲ့ဒါဟာအကူညီမဲ့နေရဲ့လူသားတယောက်ရဲ့စစ်စင်မှာနာကျင်မှုပါမင်းခန့်ရုတ်တရက်တတိဝင်လာတယ်သူဟာအရင်တုန်းကလည်းအလုတ်တွေအကြောက်တရားတွေနဲ့အတ္တတွေကြားမှာအချိန်မီကေတင်ဆင့်ထိတဲ့အရာတွေကိုလက်လွတ်ခဲ့ဘူးတယ်ကြောက်နေရင်မင်းဘယ်တော့မှရှေ့ဆက်မနိုင်ဘူးမင်းခန့်သူကိုပြန်ပြောလိုက်ရင်ဖုံးမီအလောင်းရောင်ကိုဖွင့်ပြီး6ထက်ကိုဆင်းသွားဖို့ဆုံးဖြတ်လိုက်တယ်တခါတလေမှာကျွန်တော်တို့ကြောက်နေတဲ့တရေဆိုလားအပြင်လောကမှာရှိနေတာမဟုတ်ပဲကူညီဖို့တုံဆုံနေတဲ့ကျွန်တော်တို့ရဲ့အတ္တနဲ့တန်တရားတွေပဲဖြစ်နေတတ်တယ်မင်းခန့်ဟာဖုံးမီအလောင်းရောင်ကိုအားကိုးပြီး6ထက်ကိုဆင်းလာခဲ့တယ်မြေကြီးတွေကမိုးရေကြောင့်ချောနေပေမဲ့သူ့စိတ်ထဲမှာတော့ငါနောက်မကျဆွေရဘူးဆိုတဲ့အတွေးတစ်ခုပဲရှိတော့တယ်အောက်ခြေကိုရောက်တော့မှောက်ခုံထစ်နေတဲ့ကားတလီကိုတွေးလိုက်တယ်ကားထဲမှာတော့အသက်10နှစ်ရှိတဲ့ကောင်လေးတစ်ယောက်တတိလေးနေတယ်တွေးစားအချို့ကကောင်လေးရဲ့နှာဖောင်းမှာစီးကျနေပေမဲ့အသက်ရှူထန်ကတော့မှန်နေသေးတယ်မင်းခန့်အသက်ကိုဝဝရှူလိုက်ပြီးကောင်လေးကိုကားထဲကနေခက်ခဲဆွဲထုတ်လိုက်တယ်အစင်ပြေသွားမှာပါသားလေးဦးလေးရှိတယ်သူတိုးလေးရည်ရွက်လိုက်မိတယ်ကောင်လေးကိုပွဲ့ချီပြီးအပေါ်ကိုပြန်တက်လာတဲ့အချိန်မှာတော့ထူးဆန်းတဲ့အခို့အရာတစ်ခုဖြူပြတ်သွားတယ်လမ်းမပေါ်ရောက်တော့စောကအဖွားအိုကိုရှာကြည့်မိတယ်ဒါပေမဲ့ဘယ်သူမှမရှိတော့ဘူးပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်လို့လမ်းဘေးမှာတော့အဖွားအိုရဲ့အဖြူရောင်ပစုံစည်းလေးတစ်ခုပဲကြံရစ်ခဲ့တယ်မင်းခန့်ဟာကောင်လေးကိုကားပေါ်တင်ပြီးအနီးဆုံးဆေးရုံကိုအမြန်မောင်းထွက်ခဲ့တယ်ဆေးရုံရောက်လို့ကောင်လေးတတိရလာတဲ့အချိန်မှာတော့မင်းခန့်ကအဖွားအိုအကြောင်းကိုမေးကြည့်မိတယ်ကောင်လေးကမျက်ရည်တွေဝဲပြီးပြန်ပြောတယ်ဦးလေးကျွန်တော်အဖွားကလွန်နေတဲ့တနစ်ကလေးကဆုံးသွားတာဒါပေမဲ့အဖွားကအမြဲတမ်းပြောတယ်မြေလီဘာပဲဖြစ်ဖြစ်အဖွားကစောင့်ရှောက်နေမှာပါကွယ်
မင်းခန့်ရဲ့တကူလုံးစိတ်တက်သွားတယ်အဲ့ဒီအချိန်ကြမှာသူနားလဲလာတာကဒီညသူတွေးခဲ့တဲ့တရေဆိုတာသူ့ကို6လန့်ဖို့လာတာမဟုတ်ပဲသူ့ရဲ့ပျောက်ဆုံးနေတဲ့လူသားဆန်မှုကိုပြန်ရှာပေးဖို့ရောက်လာခဲ့တာပဲဖြစ်မှာပါတကယ်တော့အကြောက်တရားဆိုတာကျွန်တော်တို့ကိုအမှောင်တယ်ပိုးဆောင်တာမဟုတ်ပဲကျွန်တော်တို့ရဲ့နှလုံးသားအလောင်းရောင်ကိုဘလောက်ထိသုံးနိုင်မလဲဆိုတာစမ်းသပ်တာပါတခြားသူကိုကူညီဖို့ကြိုးစားတဲ့အခါတရေတစေတုံးကတင့်အတွက်လမ်းပြဖြစ်သွားနိုင်ပါတယ်ဈေးယုံကရင်ဘွားမှာအိပ်ပျော်နေတဲ့ကောင်လေးကိုကြီးငင်းမင်းခန့်ရဲ့ဇင်ထဲမှာတခါမှမရဘူးတဲ့ငြင်းချမ်းမှုမျိုးကိုခံစားလိုက်ရတယ်သူအပြင်ကိုထွက်လာပြီးမိုးဆဲသွားတဲ့ကောင်းကင်ရံကိုမောက်ကြည့်လိုက်တယ်ကျဲပွင့်လေးတွေကတိမ်ကြားကျဲကနေရေခနဲထွက်လာကြတယ်သူ့လက်ထဲမှာစုပ်ကိုင်နေတဲ့အဖွားအိုရဲ့အဖြူရောင်ပစုံဆေးလေးကိုကြည့်လိုက်မိတယ်ဒါကဝိညာဉ်တစ်ခုကခြံထားခဲ့တဲ့တက်သေးလားဒါမှမဟုတ်သူ့စိတ်ကဖန်တီးလိုက်တဲ့အရာလားသူတေချာမသိတော့ဘူးဒါပေမဲ့တခုတော့သူတေချာသွားပြီနောင်တဆိုတာအသိမှကြံရမှာမဟုတ်ဘူးအနာဂတ်အတွက်ပြင်ဆင်မှုထိရမယ်မင်းခန့်ဟာသူ့ဖုံးကိုထုတ်ပြီးအဆက်အသွယ်ပြက်နေတာကြာသွားပြီဖြစ်တဲ့သူ့ရဲ့မိဘတွေစီကိုဖုံးခေါ်လိုက်တယ်အဖေကျွန်တော်ပါအင်းကိုခဏပြန်လာခြင်းလို့သူ့အထံကတုံရင်နေပေမဲ့ခိုင်မာနေတယ်အမြန်လမ်းမကြီးပေါ်ကတရေဆိုလားတကယ်တော့သူ့ကိုချောင်းလန့်ဖို့လာတာမဟုတ်ပဲသူ့ဘဝရဲ့မှားယွင်းနေတဲ့လမ်းကြောင်းကိုတက်တက်ပေးဖို့ရောက်လာတဲ့နှက်ကောင်းနှက်မြက်တူလောက်ပါပဲသူကားပေါ်ပြန်တက်ပြီးအိမ်အပြန်လမ်းကိုမောင်းနေလိုက်တယ်အခုဆိုရင်အမောင်တို့ကသူ့ကိုမချောင်းလန့်တော့ဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရင်ထဲမှာတခြားသူကိုကယ်တင်နိုင်ခဲ့တဲ့အောင်စိတ်နဲ့မေတ္တာအလောင်းရောင်ကလမ်းပြနေတာလေဒီဇလန်းလေးကိုနားထောင်ပြီးရင်တော့မိတ်ဆွေတို့အတွက်မှတ်သားစရာအနေနဲ့ဒီလိုမျိုးအချစ်လက်တွေပါတင်ပြလိုက်ရတော့ပါတယ်ခင်ဗျာအကြောက်တရားကိုရင်းစိုက်ပါကျွန်တော်တို့ကြောက်နေတဲ့အရာများစုဟာတကယ်တော့ကျွန်တော်တို့ရဲ့စိတ်ကူးယဉ်မှုတွေဒါဖြစ်ပါတယ်အမှန်တရားကိုရေးရေးဝင်းဝင်းရင်းဆိုင်ကြည့်တဲ့အခါအကြောက်တရားကအခွင့်အလေးဖြစ်သွားတတ်ပါတယ်နောင်တကိုခွန်အားပြောင်းပါအတိကအမားတွေအတွက်ထိုင်ကိုနေမယ်မနဲ့အခုလက်ရှိမှာဘေးသူကိုကူညီနိုင်မလဲဆိုတာရှာဖွေပါလူသားဆန်မှုဟာအကောင်းဆုံးလက်နက်ပါဘလောက်ပဲအောင်မြင်ကြပါစေကိုချင်းစာတရားနဲ့လူသားဆန်မှုမရှိရင်တင့်ဘဝဟာအမြန်လမ်းမကြီးပေါ်ကအထီးကျန်ဝိညာဉ်တစ်ခုလောက်ပဲအေးဆက်နေပါလိမ့်မယ်ဒီလိုဇလန်းကောင်းများစွာကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဘဝရတာပုံပင်ဆိုတဲ့ channel လေးကို subscribe နှိပ်ထားဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ